Dark Side က Superman ကိုတခါတည်းနဲ့ဘာလို့ကြောက်ပြီးပြေးစေတာလဲဆိုတာကိုလူတော်များများသိချင်ကြတယ်နော် Dark Side ကတကယ်ပဲအဲ့လောက်တောင်အစွမ်းထက်လားဘာလို့လဲဆိုတော့သူတခါတုန်းကကဘာကိုကျူးကျော်ခဲ့တော့ကတီလူနီမှာဖြစ်ခဲ့ဘူးတာကိုအဲ့တိုက်ပွဲက Superman မမွေးခင်အများကြီးစော့တဲ့ရှေးခေတ်ကာလတုန်းကဖြစ်ခဲ့တာပေါ့ Apocalypse ရဲ့ကျူးကျော်မှုကိုရပ်တန့်ဖို့အတွက် Ares တို့ Amazons တို့ Atlantis တို့ Old Gods တို့အားလုံးပေါင်းပြီးအင်အားစုခဲ့ကြတာပေါ့အဲ့လောက်တောင်စူးစီးထားတာတောင် Dark Side ကသူတို့ကိုလုံးဝအလေးထားကြတာမရှိခဲ့ဘူးသူကကဘာကို Apocalypse ရဲ့အစစ်မြင့်ဆုံးစစ်စင်ဘောတွေအဆုံးမရှိတဲ့ Parademons တွေပြီးတော့ Jordy အကုန်ဖျက်ဆီးပစ်နိုင်တဲ့ Mother Boxes 3ခုနဲ့လောက်လာခဲ့တာပါ Amazon ဘီယံမာကသူ့ဓာတ်ကိုထုတ်ပြီးအမိန့်ပေးလိုက်တယ်ကဘာကန်ဂျမာကိုဆုံးဖြတ်ပေးမယ်စစ်ပွဲတစ်ခုစတင်ခဲ့ပြီပေါ့စစ်မြေပြင်မှာ Dark Side ကလမ်းလျှောက်နေတဲ့အေးမတ်ဆိုးကြီးတစ်ခုလိုပဲဘယ်စစ်သူမှသူ့ကို3စက္ကန့်ထဲဘိုးမခံနိုင်ဘူးဗျ Green Lantern တယောက်ကသူ့ကိုချောင်းမြောင်းတိုက်ခဲ့ကိုစူးစမ်းခဲ့ပြီးမြဲ Parademon တကောင်ကအဲ့ဒီမော်ပညာကိုဖျက်တောက်လိုက်တယ် Dark Side ကသူ့ကိုကန်ထုတ်ပြီးလက်ကိုဖျက်တောက်လိုက်ကတိုက်ပွဲကနေချက်ချင်းထုတ်ပစ်လိုက်တယ်ဒါပေမဲ့ကဘာအတွက်တော့အဲ့လာကအဆုံးသတ်မဟုတ်သေးဘူးနဖျားတပားရဲ့မြားက Dark Side ရဲ့ရင်ဘတ်ကိုထိမှန်သွားတယ် Atlantis ဘရင်ကလည်းလိုင်းလုံးတွေနဲ့ဆက်တိုက်ခဲ့ Zeus ကလည်းသူ့ရဲ့မိုးကြိုးတွေကိုပြစ်လွတ်လိုက်တော့ Dark Side ကသူ့လမ်းနဲ့တက်တဲ့ခံပြီးကောက်ခဲ့လိုက်တယ်အဲ့ဒီအရေးကြီးဆုံးအချိန်မှာ Ares ကကောင်းကင်ကနေပြုတ်ချလာတယ်သူပစိမ့်နဲ့တချက်လွဲယုံနဲ့ Dark Side ရဲ့လက်နက်ကိုချိုးဖျက်ပြီးတော့ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တယ် Ares ကသူ့ကိုကန်ထုတ်လိုက်တော့လွင့်ဆင်းသွားတော့ Parademons တွေကသူ့ကိုအချိန်မီမကယ်ဟဲရင် Dark Side ကအဲ့ဒီစစ်မြေပြင်မှာတင်တေသွားနိုင်ခဲ့တာစုခွာဖို့ဖျားပေးခံရတော့ Apocalypse တဲ့ပြူလဲသွားတယ်ပြီးတော့ကဘာကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အောင်ပွဲကိုရရှိခဲ့တာပေါ့ဒါကြောင့်လူတော်များများက Dark Side ကအဲ့လောက်အစွမ်းမထက်ဘူးလို့ပြောကြတယ်ဒါပေမဲ့ဒီမှာအရေးကြီးတဲ့အချက်လေးတစ်ခုရှိတယ်ဗျအဲ့တော့က Dark Side ကအပြည့်အဝကြီးသွားလာတာမဟုတ်သေးဘူးသူ့ရဲ့စစ်မှန်တဲ့ပုံစံတော့မဟုတ်သေးဘူးအကောင်းဆုံးပြောရရင်တော့ Avatar ကသာဖြစ်ခဲ့တာပါတကယ်စစ်မှန်တဲ့အပြည့်အဝပုံစံဖြစ်နေတဲ့ Dark Side ကတော့ Apocalypse ရဲ့အကွင်းမဲ့အုပ်ဆိုးရင် Galaxy တွေအကုန်လုံးကိုအောင်နိုင်ခဲ့တဲ့အာနာရှင်တူပါပဲ Steppenwolf ကိုဒုတိယအကြိမ်ကျူးကျော်ဖို့မလွတ်ခင်မှာ Dark Side ကကဘာပေါင်း3သိန်းကျော်ကိုဖျက်ဆီးခဲ့ပြီးသားပါသူအောင်နိုင်ခဲ့တဲ့ဂျော်ဒန်ရဲ့လူယဉ်ကျေးမှုကို Parademons တွေအထိပြောင်းလဲပစ်ပြီးသူ့ရဲ့အဆုံးမရှိတဲ့ကျူးကျော်မှုအတွက်အင်အားဖြည့်တင်းခဲ့တာမှာ Justice League တောင်အနိုင်ရဖို့ခက်ခဲခဲ့တဲ့ Steppenwolf တောင်မှသူ့အတွက်တော့အလွယ်တကူစွန့်ပစ်လို့ရတဲ့စက်ကောင်တစ်ခုသာပဲဗျ Steppenwolf ချရှုံးပြီးတဲ့နောက်မှာ Dark Side ကတစ်စက္ကန့်လေးတောင်မတွန်းဆိုခဲ့ဘူးသူခေါင်းကိုနင်းချပြီးတော့ထပ်ပစ်လိုက်တာပါဒါဆို Superman က Dark Side ကိုဘာလို့ရင်ဆိုင်ရဲတာလဲဒါကတတိကြောင့်မဟုတ်ဘူးအချိန်ကိုက်မှုကြောင့်ပဲသူက Boom Tube ကပိတ်တော့မယ်လို့လောင်ချထပ်ခဲ့တာပါ Dark Side ကအပြည့်အဝရောက်ရှိလာခဲ့မယ်ဆိုရင်တခုတည်းတော့ရွေးချယ်စရာပဲကြံတော့မယ်ပြေးဖို့ပဲချက်ချင်းပြေးဖို့ပဲ Dark Side က main ရှေ့မှာတကယ်တမ်းရပ်တည်နေပြီဆိုရင်အဲ့ဒါကတိုက်ပွဲမဟုတ်တော့ဘူးဗျ